2025 ခုနှစ်အောက်တိုဘာလ 1 ရက် ကရင်ပြည်နယ်မြဝတီမြို့နယ်ရှိမင်းလက်ပံဖလူးနှင့်မယ်ထော်သလေးဘက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းတိုးမပေါက်၍အသေးခံဒရုန်းများဖြင့်နေ့စဉ်ဗုံးကျဲစက်တင်ဘာလ 26 ရက်နေ့မှစတင်ပြီးအကြမ်းဖက်စစ်တပ်ကမြဝတီမြို့ပြင်ရှိမင်းလက်ပံရွာဖလူးရွာနှင့်မယ်ထော်သလေးဒေသတို့ကိုအသေးခံဒရုန်းများဖြင့်ယနေ့အောက်တိုဘာလ 1 ရက်နေ့ထိဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်ထို့ပြင်မြေပြင်စစ်ကြောင်းကလည်းလက်ရှိချိန်ထိရှေ့ဆက်မတိုးနိုင်ပဲစစ်တပ်ကအသေးခံဒရုန်းများဖြင့်သာစာတင်ကျောင်းနှင့်ဘုံကြီးကျောင်းများတွင်ရဲဘော်များရှိသည်ဟုဆိုကာတိုက်ခိုက်နေခြင်းဖြစ်ကြောင်းမြေပြင်တိုက်ပွဲတွင်လည်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြနေပြီးရုပ်အလောင်းများကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည့်မြဝတီဘက်မှစစ်တပ်ကစစ်ကြောင်းမပေါက်လို့ရွာတွေဘက်ကိုကာမီကာဇီတွေနဲ့နေရောညပါဘုံကျဲတိုက်ခိုက်နေတာ10 ရက်နေ့ညပိုင်းမှာဖလူးရွာနဲ့မင်းလက်ပံရွာဘက်ကိုအသေးခံဒရုန်းတွေထက်ကြတဲ့စစ်ခွေးတွေကစစ်ကြောင်းတိုးမပေါက်တာနဲ့ပဲမင်းလက်ပံဖလူးနဲ့မယ်ထော်တလေးဘက်ကစာတင်ကျောင်းနဲ့ဘုံကြီးကျောင်းတွေမှာထော်ကီပိုးတွေတွဲတွေခိုအောင်နေတယ်ဆိုပြီးကာမီကာဇီဒရုန်းတွေနဲ့စက်တိုက်ချနေတာ 4K ကိုလည်းရွာအကြီးစားနဲ့ကင်းထောက်ပြီးပစ်ချနေတယ်စစ်ခွေးစစ်ကြောင်းပြုတ်သွားတာအခုထိအလောင်းမကောက်နိုင်ဖြစ်နေတယ်ဟုဒေတာတွင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်အလားတူကျုံတိုးမြို့နယ်ရှိချောင်းဖျားရွာအင်းကြီးရွာနှင့်ကျုံပိုင်းရွာဘက်တို့၌ဖြစ်ပွားခဲ့သောစက်တင်ဘာလတလတာတိုက်ပွဲများအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ100 ဝန်းကျင်ခန့်တေဆုံးခဲ့ပြီးစစ်သားအလောင်းများကိုအင်းကြီးရွာတချိုင်းတွင်ဖြစ်သလိုမြေမြုပ်ထားကြောင်းသိရသည့်ထို့ပြင်ဂျိုင်းမြစ်တစ်ဖက်ကမ်းရှိဂျိုင်းရွာကြီးတချိုင်းတွင်လည်းထွက်ပြေးသွားသောသူပရာဇာများကိုစစ်တပ်ကလိုက်လံဖမ်းဆီးပြီးစစ်သားအလောင်းများကိုမြေမြုပ်ခိုင်းနေတော့လဲရုပ်အလောင်းများပြခြင်းကြောင့်လမ်းဘေးများတွင်ပုတ်ပွားနေကြောင်းသိရှိရသည့်တိုက်ပွဲများအတွင်းထိခိုက်ဒဏ်ရာရရှိထားသောစစ်သားများကိုလည်းစက်တင်ဘာ 30 ရက်နေ့တွင်ကျုံတိုးချောင်းဖျားရွာဂျိုင်းရွာကြီးနှင့်ကြားကလေးရွာဘက်မှနာရီကားများကိုချော်ဆွဲပြီးဘားအံတောင်ကလေးဆေးရုံကိုပို့ဆောင်နေသောကြောင့်ဆေးရုံတွင်စစ်သားများပြည့်နေကြောင်းသိရသည့်ကျုံတိုးချောင်းဖျားရွာအင်းကြီးရွာကျုံပိုင်းရွာဘက်တိုက်ပွဲတလကာလအတွင်းမှာစစ်ခွေးတေတာ100 ဝန်းကျင်လောက်ရှိတဲ့အင်းကြီးရွာတချိုင်းမှာအလောင်းတွေဖြစ်သလိုပုံထားရတဲ့အခြေအနေဖြစ်နေတယ်ဂျိုင်းမြစ်တစ်ဖက်ကမ်းဂျိုင်းရွာကြီးတချိုင်းမှာလည်းသူပရာဇာတွေထွက်ပြေးလို့တနက်ထောက်စစ်ခွေးတွေကလိုက်ဖမ်းပြီးစစ်ခွေးအလောင်းတွေကိုတကြိုခိုင်းနေတယ်အလောင်းတွေကများလို့လမ်းဘေးတွေမှာပုတ်ပွားနေတယ်ဒဏ်ရာရတဲ့စစ်ခွေးတွေကိုလည်းကျုံတိုးချောင်းဖျားဂျိုင်းရွာကြီးနဲ့ကြားကလေးရွာဘက်ကနာရီကားတွေချော်ဆွဲပြီးဘားအံတောင်ကလေးဆေးရုံကိုပို့ဆောင်ခိုင်းနေရဆေးရုံမှာစစ်သားအတူပြက်နဲ့ဒဏ်ရာရတာတွေ90 ဝန်းကျင်လောက်ရှိတယ်လူပြည့်နေတယ်ဟုဒေတာတွင်စစ်ရေးသတင်းရင်းမြစ်ကဆက်လက်ပြောဆိုသည့်ကျုံတိုးမြို့ပေါ်ရက်ကွက်များ၌ပြန်လာနေသူထိုင်သူများထဲမှနောက်အားပေးသူများနှင့်ဆက်နွယ်နေသူများကိုအပြစ်ရှာဖမ်းဆီးထောင်ချရန်အကြမ်းဖက်စစ်တပ်လက်အောက်ခံစရဖရဲနှင့်ပြူစောထီးများကစစ်ဆေးစောင့်ကြည့်မှုများလှုပ်ဆောင်နေကြောင်းသိရသည်